အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့လှိုင်မြို့နယ်ဇေတဝင်ကျောင်းလမ်းမှာရှိတဲ့ကျွန်တော်တို့ကုမ္ပဏီကပြင်ဆင်ဆောက်လုပ်ပေးထားတဲ့၃ထပ် RC အိမ်လေးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အထဲကိုလိုက်လံကြည့်ရှုပေးပါအောင်ဗျကျွန်တော်တို့ဒီအိမ်လေးကတော့12ပေ40ပဲရှိပြီးတော့မှအရှိမျက်နှာသာကိုကြည့်လိုက်လို့ရှိရင်တော့12ပေနဲ့မထင်ရဘဲနဲ့အိမ်ကကျဲလောင်တယ်လို့ခံစားအောင်လည်းဒီဇိုင်းရေးဆွဲပေးထားဖြစ်ပါတယ်ဒီအိမ်လေးကိုတော့ဆွတ်ချတွေအခီတွေ drain တွေအကုန်လုံးဆွဲပြီးတော့မှကျွန်တော်တို့ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်နဲ့ဒီဘက် ground လေးကိုလိုက်ပြပေးမယ်ဗျဒီ ground မှာဆိုရင်တော့ဒါကျွန်တော်အောက်မှာကျတော့2ပေပတ်လေပေါ့နော်ကျွေပြားတွေကျွန်တော်ခင်းပေးထားတယ်။နိုင်ရဆေးတွေကလည်းကျွန်တော်တို့ကဒီ Jordan တွေပဲအသုံးပြုပေးထားတယ်ပေါ့နော်။အပေါ်မှာကျတော့ ceiling တွေရှိတယ်။ lighting လည်းများများအသုံးပြုထားပြီးတယ်ပေါ့နော်။အိမ်ရှင်ကအလင်းအောင်လည်းများများကြိုက်တော့ဒီ kitchen မှာဆိုလည်းကျွန်တော်နိုင်ရနေမှာ2ပေ1ပေကျွေပြားတွေကပ်ပေးထားတယ်။ဒီမှာတော့ kitchen ခုံလေးပေါ့နော်။ kitchen ခုံလေးကတော့ကျွန်တော်ထည့်သွင်းအသုံးပြုပြီးတော့မှလုပ်ပေးထားတယ်။ပြီးတော့သူ့မှာတော့ကျွန်တော်တို့ကဒီ floorboard laminate ကျွန်တော်တကားလေးတွေတက်ဆင်ပေးထားတယ်ပေါ့နော်။ဒီမှာတော့သူ့အိမ်ကကြတော့ဒီ12ပေထဲမှာမပါတဲ့ toilet ခန်းရှိတယ်ပေါ့သူကကြတော့ဟိုဘက်မှာထွန်းလေးထွက်ပြီးတော့မှပြုတ်လုပ်ပေးထားတာကျွန်တော်ဒီထဲမှာဆိုလဲဒီမှာ basin လေးတွေတက်ရက်လေးရှိတယ် basin လေးအမှန်လေးဒီမှာတော့ကျွန်တော်တို့က shower ပေါ့နော်ဒီမှာ shower ဒီဘက်မှာတော့ကျွန်တော်ပိုထိုင်ရှိတယ်ပေါ့နော်ပိုထိုင် toilet လေးရှိတယ်ကျွန်တော်နဲ့အပေါ်နဲ့တစ်ချက်လိုက်ခဲ့ပြီးအောင်ကျွန်တော်တို့ဒီအိမ်လေးကတော့လှေကားကတော့ကျွန်တော်လက်ရန်ကိုဟော်လိုနဲ့1ဟော်လိုပေါ့နော်အသုံးပြုပေးထားတယ် foldless ဆေးမှုတ်ပေးထားတယ်ပေါ့နော်အောက်မှာတော့ချမ်းခင်းလေးတွေ့လာတော့မသိဘူးဒီမှာတော့ rubber finger joint ကို poly coating နဲ့အသုံးပြုပေးထားတာဖြစ်ပါတယ်အပေါ်ဘက် floor ကိုတစ်ချက်ကြည့်မယ်ဗျဒီကျွန်တော်တို့ fat floor ပေါ့နော်ပထမထပ်မှာတော့မလုပ်ထားလဲဆိုတော့ဒီချမ်းခင်းတွေကို SPC floor ခင်းပေးထားပါတယ်ဒီအရှိမတော့ runner လေးရှိတယ်ပေါ့နော်ဒီ runner လေးကတော့တက်ရက်လေးပေါ့အရှိမ runner လက်ရန်လေးရှိတယ်ဒီမှာတော့ aluminum မှန်လေးကျွန်တော်တကားတက်ဆင်ပေးထားတာပေါ့နော်သူကတော့ aluminum ဘောင်ကလည်းဘောင်အထူပဲပေါ့နော်ကောင်းတယ်ဒီတိမ်လုံးမှာကျွန်တော်ဒီမှာ aluminum လေးဆိုရင်ဘောင်ကောင်းတာတွေမှန်ကိုတော့မီကိုအသုံးပြုပေးထားတယ်ဒီမှာလည်းအောက်ထပ်ကအတိုင်းပဲကျွန်တော်တို့ဆေးတွေက Jordan အသုံးပြုပေးထားတယ် ceiling တွေပါမယ်ပေါ့နော် lighting ကတော့ ceiling တော့မှ lighting တော့အများကြီးပဲဗျကျွန်တော်ဒီမှာတော့အိတ်ခန်းလေးတစ်ခန်းရှိပါတယ်ဒီအခန်းလေးမှာတော့ဒါကျွန်တော်တို့ပြင်ကလေးကြီးပေါအောင်ရဲ့ဒီမှာကျွန်းတကားရေပေါ့နော်တက်ဆင်ပေးထားတယ်အခန်းလေးကိုတစ်ချက်လိုက်ခဲ့ပြရောဒီမှာတော့ကျွန်တော်တို့ဒီအပေါ်ထပ်မှာအခန်းလေးတစ်ခန်းရှိရပေါ့နော်ဒီအခန်းမှာလည်းကျွန်တော်တို့ကစီစဉ်ပေးထားတယ်ကတင်ပေးမှာကျွန်တော်တို့ဒီ site table တွေပေါ့နော် site table တွေထည့်ဖို့မိခလုတ်လုပ်ပေးထားတယ်ဒီမှာလည်း socket တစ်ခုပါတယ်ပေါ့နော်ဒါကကြတော့ကျွန်တော်တို့ဖုန်းအားသွင်းတာတို့ဘာလို့လုပ်လို့ရအောင်ပေါ့နော်မြင့်ပေးထားတယ်ဒီဟာကတော့ master bedroom လေးဖြစ်ပါတယ်ဒီ master bedroom မှာဆိုရင်ဒီမှာfan WC လေးပါတယ်ပေါ့နော်ဒီအခန်း3ခုကလည်းကျွန်တော်တို့ဒီအောက်ထပ်ကအတိုင်းပဲအပေါ်ထက်လည်းဒီတိုင်းပဲပေါ့နော်အောက်ထပ်ကအတိုင်းပဲဒီအပြင် area လေးမှာလွတ်နေတဲ့ဟာလေးကိုကျွန်တော်တို့ထည့်ပေးထားပါဒီမှာတော့ basin shower ပိုထိုင်ပေါ့နော်ဒါတွဲလေးအသုံးပြုပေးထားတယ်ဒီမှာတော့ air con တွေရောဟိုနေ့မှတက်ထားတာပေါ့နော် site ကတော့မပြီးသေးဘူးတန်ရှင်းတော့အမှုံလေးနည်းနည်းတက်နေရပေါ့နော်ကျွန်တော်တို့ဒီအပေါ်ဆုံးတက်လေးကိုတစ်ချက်သွားကြည့်မယ်ပေါ့နော်အပေါ်ဆုံးတက်လေးမှာတော့ကျွန်တော်ဖျားစိန်လေးရှိတယ်အဲ့ဒီထက်လေးကိုတစ်ချက်လိုက်ပြပေးမယ်ကျွန်တော်ဒီအပေါ်ဆုံးတက်မှာပေါ့နော်အပေါ်ဆုံးတက်မှာကျတော့ဖျားစင်လေးရှိတယ်ဒီဖျားစင်ကလည်းကျွန်တော်ကုမ္ပဏီကကုစုရအောင်လို့ဆိုပြီးတော့မှကျွန်တော်အင်ရှင်ကိုလှူတဲ့သဘောနဲ့ကျွန်တော်တို့လက်ဆောင်ပေးထားတာပဲဖြစ်ပါတယ်ဒီဖျားစင်မှာတော့ကျွန်တော်ဒီမှာဟို magnetic light ပေါ့နော်အဲ့ light လေးကိုထည့်ပေးထားတယ်ပြီးတော့ဒီအိမ်ရဲ့ ceiling တွေအကုန်လုံးမှာလည်းမီးလုံးတွေအများကြီးတက်ဆင်ပေးထားတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့အောက်ထပ်ကအတိုင်းပဲ SPC floor ခင်းပေးထားတယ်ဟိုမှာတော့ runner လေးတစ်ခုရှိတယ်ပေါ့နော်ဒါဖျားစင်ပန်းတွေပါဆေးဖို့ basin လေးတစ်ခုလည်းရှိတယ်ဒါတော့မပြတော့ဘူးပေါ့နော်ဒီမှာလည်းကျွန်တော်တို့အောက်ထပ်ကအတိုင်းပဲပေါ့နော်အိတ်ခန်းလေးတစ်ခုရှိတယ်ဒီမှာမီး socket တွေပေါ့နော် socket တွေလည်းတက်ဆင်ပေးထားတယ်ဒီမှာလည်းဒီအိမ်သာခန်းလေးရလည်းဒီတိုင်းပဲ air con တစ်လုံးတက်ဆင်ထားတယ်ကျွန်တော်တို့ပေါ် woodlet လေးကိုတစ်ချက်လိုက်ပြမယ်ပေါ့နော် woodlet ရဲ့အားသာချက်ကိုလည်းကျွန်တော်နည်းနည်းရှင်းပြပေးသွားမှာဖြစ်ပါတယ်အပေါ်မှာရောက်မှာကျွန်တော်တို့ဒါကတော့ဒီအိမ်လေးရဲ့ woodlet လေးပဲဖြစ်ပါတယ် woodlet ရဲ့အားသာချက်တွေကတော့ဗျာအင်ရှင်အကိုကကျွန်တော်တို့ဒီမှာအပင်ဆိုင်ရလေးဝါသနာပါတယ်ဆိုတော့ကျွန်တော်အပင်လေးလိုက်ပြမယ်လားဒီမှာဟိုနေ့ကမှသူအစ်စ်သွားဝယ်လာပါတော့ကျွန်တော်တို့ဒီမှာကစုံပင်လေးတွေရောဒီမှာရှောက်ပင်လေးတွေရောဒီမှာဆိုရင်ဒါဘာလဲတော့မသိဘူးစပယ်လားမသိဘူး
ဒီမှာကြောက်စိမ်းနှင်းစီလာမလို့ဒီအပင်လေးတွေဒီအပင်လေးသူစိုက်ထားပါတော့ဟိုဘက်မှာလည်းရှိတယ်ငရုတ်ပင်လေးပေါ့ဒီမှာတော့ကျွန်တော်တို့ဒီရေတိုင်ကြီးပေါ့ဒီအိမ်အတွက်တစ်လုံးလုံးအတွက်ကျွန်တော်သုံးမဲ့ရေတိုင်ကြီးရှိတယ်ပြီးတော့ကျွန်တော်ဒီမှာအမိုးအစိမ်းလေးပေါ့နော်ဒီမှာအင်ရှင်ကိုကတစ်ခွပန်းလေးစိုက်အောင်မယ်ပေါ့နော်စိုက်ပြီးတော့မှကျွန်တော်ဒီအမိုးလေးရတယ်ကျွန်တော်တို့အိမ်ဆောက်ပေးတဲ့အတွက်ကျွန်တော်လက်ဆောင်ထည့်ပြီးတော့မှလုပ်ပေးထားတာဖြစ်ပါတယ်ဗျဒီဝစ်လက်မှာတော့ကျွန်တော်တို့ဒီကြွေပြားတွေပေါ့နော်ကြွေပြားတွေကျွန်တော်တို့ခင်းပေးထားတယ်ဒီနေရာကြီးကတော့ကျွန်တော်အိမ်ဒီဇိုင်းမှာပါတဲ့ကျွန်တော်ရှေ့ကြီးပေါ့နော်ဒါကွန်ကရစ်ပဲရှေ့ကိုပဲကျွန်တော်တို့ပုံဖော်ပြီးတော့မှဒီကြောက်ထုတ်လောင်းပေးထားတာပေါ့အိမ်လေးကိုလည်းအဆအဆုံးလိုက်ပြပြီးပြီဆိုတော့အခုလိုမျိုးစိတ်ကူးတွေကအိမ်လှလှလေးတွေ decoration လှလှလေးပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကုမ္ပဏီကိုလှလှခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်နိုင်လင်းစောပါ Mega Art, Construction and Decoration.